အားလုံးပဲမင်္ဂလာပါရှင်ဒါတော့အောင်စပယ်ပန်းကုန်းလေးပဲဖြစ်ပါတယ်A3လုံးမင်္ဂလာခမ်းမမှာယနေ့မင်္ဂလာပွဲလုပ်မွေညီမလေးတွေအတွက်ဖန်လေးပေးထားတာဖြစ်ပါတယ်ရှင်မင်္ဂလာပွဲမှာဆိုလည်းမပါမဖြစ်ပေါ့နော်ပွဲထွက်မှာဆိုမပါမဖြစ်လိုအပ်တဲ့အောင်စပယ်ပန်းကုန်းလေးပဲဖြစ်ပါတယ်ဒါကတော့ဒီအခုမတ်လဆိုရင်စပယ်ပန်းစစ်ကလေးလည်းပေါ်နေပြီဖြစ်တဲ့ရနံလေးရမှွေးနေတဲ့အောင်စပယ်ပန်းကုန်းလေးဖြစ်ပါတယ်အောင်စပယ်ပန်းကုန်းလေးဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်